ကျွန်တော်တို့ရဲ့ knowledge and Bami YouTube channel ကနေပြီးအရင်တစ်ပတ်မှာဒီ humanitarian logistics and supply chain management နဲ့ procurement management အကြောင်း intention တွေနဲ့ပြောပြသွားခဲ့ပါတယ်ပြောပြသွားတယ်ဆိုတာထက်video file လေးတစ်ခုပေါ့နော် video file လေးတစ်ခုကိုကျွန်တော်တို့ sharing လုပ်ပေးခဲ့ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဒီ procurement management in humanitarian logistics and supply chain တွေက formal procurement management အကြောင်းလေးကို detail အစအဆုံးပြောပြပေးတော့ပါမယ် Okay ready ဆိုရင်ကျွန်တော်စလိုက်အောင်ပါဟုတ်ပါပြီကျွန်တော်တို့ဒီ procurement management in humanitarian logistics and supply chain management တွေကဒီ procurement process တွေမစခင်ပါကျွန်တော်ဘာစပြီးလုပ်အပ်လဲဆိုတဲ့အရာတခုကျွန်တော်စပြီးစဉ်းစားရပါမယ်ဒီဟာတခုဒီဟာတွေရှိနေမှလည်းကျွန်တော်တို့ဒီ procurement ဆိုတာကရှေ့ဆက်သွားလို့ရမယ့်အရာတွေပါ Okay ဘာတွေဖြစ်မလဲပထမဆုံးတစ်ခုက standard operating procedure လို့ခေါ်တဲ့ SOP ရှိရပါမယ်ပြီးရင် plan တွေရှိရပါမယ်ဒီ SOP ထဲမှာဘာတွေပါမလဲဆိုရင်ဒီ procurement ကိုမစရင်နေကြရတယ်ဆိုတော့ကျွန်တော်တို့ဒီ process တွေဘယ်လိုသွားမလဲဘာတွေလုပ်ရမလဲဘာဆိုရင်တော့ဘာဖြစ်ရမလဲဆိုတဲ့ဒီစီမင်းစည်းကမ်းတွေပေါ့နော်ဒီ factor တွေပါနေရပါမယ်ဘယ်လိုတွေလုပ်ရမလဲဘာတွေပြင်ဘာဆက်လုပ်ရမလဲဒါမှပါဝါနဲ့ဘာဆက်သွားလို့မရဘူးဆိုတဲ့ဥစ္စာမျိုးတွေပေါ့ဒါမျိုးတွေကိုစနစ်တကျဖွဲ့စည်းထားပြီးရေးသားထားတဲ့ဒီ standard operating procedure လို့ခေါ်တဲ့ SOP ရှိကိုရှိရပါမယ်မရှိဘဲနဲ့ဒီ procurement ကစလို့လုံးဝမရပါဘူးနောက်တစ်ခုသူကလည်းရေးကြည့်ပါတယ်ဒါကဘာလဲဆိုတော့ supplier vendor registration မှာဒီ procurement ကျွန်တော်တို့မစတင်ခင်ကနေပေါ့စပြီးတော့ဒီဟာတွေက initiate လုပ်ထားမှာပေါ့နော်သူတို့ ਨੇ ချိတ်ဆက်ထားရမယ်ဒီ supplier တွေလည်းကျွန်တော်တို့ဒီ market တွေမှာ available ဖြစ်ပါတယ်ပထမတော့ကျွန်တော်ဗာပစ္စည်းတင်ကြမှာတယ်ဘေဟာလေးတွေတော့ကျွန်တော်တို့က production လုပ်ပါတယ်ဒါလေးတွေတော့ဆရာမတို့ quotation ခေါ်တဲ့အခါမှာ procurement လုပ်တဲ့အခါမှာကျွန်တော်တို့ကိုပါရသည်ဖြစ်တယ်မရသည်ဖြစ်စေ quotation လေးခေါ်ပေးပါဆိုတော့ supplier တွေအများကြီးပါပဲအဲ့တော့ဒီ supplier တွေကိုကျွန်တော်တို့ဒီ company ရဲ့ဒီ organization ရဲ့supplier vendor list မှာပါဝင်ဖို့အတွက်သူတို့ registration လုပ်ခိုင်းရပါမယ်သူတို့ကစခဲ့တိုင်း registration လုပ်ထားပါမယ်နောက်တစ်ခုရှိတာကဘာလဲဆိုတော့သူတို့ကိုဒီ register လုပ်ပြီးဆိုခဲ့တယ်ကျွန်တော်တို့က declare form ရေးထားရပါမယ် declare form ကဘာလဲဆိုရင် CPH ချင်းငွေထိုးခြင်းပေါ့နော်လက်သိပ်ထိုးခြင်းပေါ့ဒါမျိုးတွေလုပ်လို့မရပါဘူးလုပ်ခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ supplier vendor registration register လေးပေါ့ကျွန်တော်တို့ auto delete လုပ်ပါမယ်ပြီးရင်ဒီ supplier ကိုကျွန်တော် blacklist သွင်းပါမယ်တခြား organization တွေ partner ဖွဲ့စည်းတွေကိုဒီ supplier ရဲ့ history ကိုပြန်ပြီးတော့share မယ်ပေါ့ဒီ supplier တတို့မျိုးအကျင့်ရှိပါတယ်ဒါမျိုးတွေမလုပ်ရပါဘူးဆိုတော့ဆိုတော့ဒီပထမဆုံးအနေနဲ့ declare လုပ်ရမယ်ပေါ့သူ့ပြီးရင်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့မှာ standard operation procedure လည်းရှိပြီ planning လည်းရှိပြီနောက် supplier partner registration လည်းရှိပြီသွားပြီ okay အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ရဲ့ organization မှာရှိနေတဲ့ program team တွေတခြားသော department တွေအကုန်လုံးကိုကျွန်တော်တို့ orientation ပေးရပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီ procurement လုပ်တဲ့အချိန်မှာဒီ department တွေဒီ team တွေနဲ့ကျွန်တော်တို့က collaborate လုပ်ရပါတယ်deal လုပ်ရပါတယ်သူတို့ရဲ့ request တွေကိုကျွန်တော်က procurement team ကနေဝယ်ရတယ်အဲ့တော့သူတို့ကိုဟုတ်ပြီကျွန်တော်တို့မှာတော့ procurement အတွက် SOP ရှိပါတယ်ဒီဟာရလာမှဒီဟာလုပ်လို့ရပါတယ်ဆိုတော့orientation ဒီ SOP orientation ကိုပေးရပါတယ်ဒါမှလည်းသူကအဝယ်ဖြစ်ပါဒါအောင်မပြောပြထားပါတော့ဟိုဘက်က team ကလည်းသိမှာမဟုတ်ပါဘူး team တွေကလည်းသိမှာမဟုတ်ဘူး department တွေသိမှာမဟုတ်ပါဘူးအဲ့တော့သူသိသိကျင်တဲ့အတွက်ကျွန်တော်တို့ကဒီ SOP ကိုသူတို့လည်း sharing လုပ်ရပါတယ် orientation ပေးရပါတယ် okay အဲ့တော့ကျွန်တော်တို့ရဲ့ procurement မစတဲ့ကြပါဘာလိုရလဲဒီ၃ခုလိုရပါတယ် SOP လိုရတယ်ပြီးရင် supplier vendor တွေလိုရတယ်ပြီးရင်ဒီ standard operation procedure ကို orientation ပေးရပါတယ်ဟုတ်ကဲ့ပါဒါက procurement မလုပ်ခင်မှာလောက်ရမယ် procedure ၃ခုပါဒါရှိမှလည်းဆက်တော်လို့ရမှာပါ okay
ဒီ program မစတင်ခင်မှာကျွန်တော်ဘာလိုအပ်လဲဆိုလို့ရှိရင်ဒါနမူနာတစ်ခုလေးနဲ့ရှင်းပြပါမယ်ပထမတစ်ခုကဘာလိုအပ်လဲဆိုရင်ဆောင်းနာပြောတဲ့ SOP ထဲမှာပါနေရမလဲဆိုရင်ဒီ program threshold and lead time ပြီးရင် approval metric ဆိုတဲ့ဒီ check လိုအပ်ပါတယ် program threshold ကဘာလဲဆိုတော့ဘယ်လောက်နေနဲ့ဘေး approval ဘေး line manager ရဲ့ဘေး manager ရဲ့ဘေးပုဂ္ဂိုလ်ရဲ့approval လိုတယ်ဆိုတာမျိုးကိုရေးထားပါမယ် condition တွေလိုလားမလိုလားဘူးလားဒါအကြမ်းမြင်ကျွန်တော်အခုတင်ပြပြောပြသွားရရတွေအကြမ်းပါကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ဥစ္စာလေးပါဒါကဥပမာအနေနဲ့ဆွဲထားတာပါဘေးအဖွဲ့အစည်းဘယ်လိုတောင်းနေလဲဆိုတော့သူ့ဖွဲ့စည်းနေသူတော့မတူကြပါဘူးဒါလေးအကြမ်းပဲပါဒီလိုမျိုးရှိရပါမယ်ဒီ procurement threshold က lead time ရှိရမယ်ပြီးရင် approval metric တွေရှိရမယ်ဘာတွေလိုအပ်လဲဘာစားစားတွေလိုအပ်လဲဆိုတော့ဒီရပါရှိရပါမယ်ဒါရှိမှလည်းဒီကောင်ရှိမှလည်းဒါလည်းဆက်သွားလို့ရပါတယ်ဒီဟာကကျွန်တော်ဗီဒီယိုစမှာကျွန်တော်ပြောခဲ့တယ်လို့ပဲသူကကျွန်တော်တို့အခုသွားမယ့်ဥစ္စာက formal procurement process လို့ပြောခဲ့လေအဲ့တော့ဒါ formal procurement process အတွက်ကျွန်တော်ကဒါနမူနာပုံစံရှင်းပြထားတာပါအဲ့တော့ဒီ emergency procurement threshold နဲ့ lead time approval metric ဆိုတာကလည်းဒီကြားတက်တက်ရှိရပါတယ် emergency အတွက် threshold နဲ့ဒီ formal procurement threshold နဲ့မတူနိုင်ပါဘူးတူလို့လည်းမရပါဘူးဘာလို့လဲဆိုတော့ emergency procurement threshold ကemergency ကအရေးပေါ်ဖြစ်တဲ့အတွက်အရေးပေါ်ပြုလို့တာဖြစ်တဲ့အတွက်နည်းနည်းဆန်ဆန်နဲ့သွားမယ်အရာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးဒီ emergency procurement နဲ့ပတ်သက်လို့လည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေထပ်ပြီးရှင်းပြပေးသွားပါဦးမယ်အဲ့မှာလည်းလိုက်ပြီးကြည့်ပေးပါဦးနောက်တစ်ခုပေါ့နော်ကျွန်တော်တို့ procurement စပြီဆိုလို့ရှိရင်ဒီ form မရှိမဖြစ်လိုအပ်ပါတယ် procurement request တချို့က procurement initiation တချို့က solicitation လို့ခေါ်ကြပါတယ်မျိုးပါပဲဒါဒီ form လေးကလည်းကျွန်တော် sample ပြပြသွားတာပါဒီ form ထဲမှာပါတယ်ပါမှာဒါတွေဒီလိုအချက်လက်လေးပေါ့ဒီမှာရေးထားတဲ့အချက်လေးရတာအနည်းဆုံးတော့မပါမဖြစ်လေးပါမယ်ချက်လေးတွေပါဟုတ်ပါပြီအဲ့တော့ဒီ PRF form ဆိုတာကဘာတွေပါမလဲကြည့်အောင်တစ်ချက်သိကြတယ်ဒီ specification တွေကအတိအကျကိုရေးထားမှရမှာပါဆိုလိုချင်တာကဥပမာတစ်ခုပြောရလို့ရှိရင်ကျွန်တော်တို့ကlaptop တစ်လုံးလို့မှာလိုက်တယ် requester က okay laptop ရပြီ laptop တစ်ခုပဲလား laptop တစ်လုံးပဲလားနောက်က spec ပါတယ်လေထားပါတော့ဘာ brand လဲ Lenovo လားနောက်တစ်ခုက Dell လားထားပါတော့အများကြီးပဲပေါ့နော်ဒီအဲ့ထဲမှာ brand တစ်ခုပါပြီးရင်သူ့ရဲ့ specification တွေဖြစ်တဲ့ RAM ဘယ်လောက်ရှိရမယ် memory ဘယ်လောက်ရှိရမယ်ဒါမျိုးလေးရေးရမယ်ပြီးရင်ဘာတွေပါမလဲဆိုတော့ quantity exact quantity ရေးထက် request လုပ်ကိုပေးရပါတယ်ဒီ quantity ပေါ်တော့ကျွန်တော်ထပ်ဘာမှလုပ်လို့မရပါဘူးပြီးရင်တော့ဒီ requester ကဒီ form ကိုသူပဲပြင်ရပါတယ်ဘယ်သူမှပြင်ပေးလို့မရပါဘူး procurement team ကပြင်ပေးလို့မရပါဘူး procurement team ပြင်ရင် procurement ရဲ့ team ရဲ့ fraud နဲ့ညှိသွားနိုင်ပါတယ်ဒါတွေလည်း SOP မှာထည့်ရပါတယ်မထည့်ထားလို့မရပါဘူးပြီးရင်တော့ review လုပ်ဖို့အတွက် finance ကိုတွားရပါတယ် finance ရဲ့ line မှာဒီ item ဒီပစ္စည်းတွေဝယ်လို့ရမရ finance ကနေပြီးတော့ review လုပ်ပေးရပါတယ် okay finance review လုပ်ပေးရတယ်ပြီးရင်ဒီ procurement အတွက်သက်ဆိုင်တဲ့manager ဒါမှမဟုတ်ဆောနာကျွန်တော်ပြောခဲ့တဲ့ approval metric တွေတရားရောက်ကနေပြီးတော့လက်မှတ်ထိုးတာမျိုးလက်မှတ်ထိုးပေးရပါမယ်ဒါတွေအကုန်ပြီးမှ logistic procurement team ကိုရောက်ပါမယ်သူကအမှ register တွေလုပ်မယ် procurement request ကဘလောက်ပြီးရင်ဈေးနှုန်းလေးတွေကထည့်ရပါတယ်ဒီဈေးနှုန်းတွေထည့်ဖို့ဆိုတာလည်းဘယ်လိုမျိုးရမလဲဆိုရင်နောက် slide မှာရှင်းပြထားပါမယ် market assessment ဆိုရှိပါလောက်ရပါတယ် market assessment ဆိုတာက quotation မဟုတ်သေးပါဘူး market assessment ဆိုတာကဒီပစ္စည်းကဘယ်လောက်ရှိလဲဆိုတော့အကြမ်းမြင့်ဈေးနှုန်းကိုတောင်းခံကြပါကျွန်တော်ဒါလေးတော့ရှိတယ်ဒီလိုပြိုင်ကြလားဒါမျိုးလေးတွေပေါ့ market assessment လောက်ရပါတယ်ဒါက event local ရော international ရောနှစ်ခုလုံးကိုလုံနိုင်ပုံကောင်းပါတယ်လုံလဲလုံတက်ပါတယ်ဒါပြီးမှပဲကျွန်တော်တို့က request for quotation process ကိုဆက်သွားရပါမယ် okay request for quotation နဲ့မှာဘယ်အချက်လက်တွေပါမလဲ request for quotation ကတော့ရှင်းပါတယ်သူရဲ့ဒီ
ဆန္ဒတင်ခဲ့တဲ့ PR procurement request purchase request ကိုကြည့်ပြီးတော့သူကဒီ space တွေကိုထည့်ရပါတယ် quotation တွေကိုထည့်ပြီးတော့မှသူဒီ quotation ခေါ်ရပါတယ်ပြောချင်တာကဒါဒီPO process လား tender process လား service agreement လားဒါမျိုးတွေနဲ့ကြည့်သွားရပါတယ်ပြီးရင်ဆန္ဒပြ quotation ခေါ်ပါတယ် quotation ခေါ်တဲ့အချိန်မှာလည်းဘယ်သူတွေခေါ်လဲကျွန်တော်ဆန္ဒပြ register လုပ်ပြီးသား supplier တွေ vendor တွေရှိပါတယ်သူတို့ခေါ်ရပါတယ်quotation ထဲမှာပါတယ်ပါလဲပါတင်လဲဆိုတော့ဒီမှာ subject တွေပါမယ် specification တွေပါမယ် quantities တွေပါမယ်ပြီးရင် closing date လို့ခေါ်တယ်ဒီ quotation ကဘယ်နေ့မှပြပါမယ်ဆိုတဲ့ date ကိုပါပါမယ်နောက်ထပ် price detail တွေတောင်းခံပါမယ် unit price တွေ price velocity တွေပြီးတော့ terms of payment တွေဘယ်လိုမျိုးတောင်းခံချင်တာပဲဒါမျိုးတွေတောင်းခံရပါတယ်ပြီးရင် delivery time တွေ transportation time တွေဘယ်လိုပေးနိုင်လဲဒါမှနောက်ထပ်တစ်ခုက guaranteeတွေဘယ်လိုပေးနိုင်လဲ vendor information တွေပေါ့နော် vendor information ဘာတွေဖြစ်မလဲဆိုတော့ company registration တွေ business license တွေတခြားသောပြီးတော့သက်ဆိုင်ရာ documents တွေအကုန်လုံးကိုတောင်းခံရပါတယ်ဒါက selected supplier မဟုတ်ဘူးတချို့ဆိုရင်တော့ selected supplier တောင်းတယ်တချို့ဆိုရင်တော့ပြိုင်တဲ့ vendor တိုင်း supplier တွေကိုတောင်းပါတယ်အဲ့ဒီမှာ quotation ထဲမှာမရှိမဖြစ်ရေးရမယ့်နေရာတစ်ခုက work criteria ဆိုတာဒီ evaluation method ကျွန်တော်တို့ရဲ့ဒီ visit award ကဘာနဲ့ပြီးပါတယ်ဆိုတော့ clearly check လုပ်ထားရပါတယ်ဒီ request for quotation ထဲမှာဒါမှလည်း transparency ရှိ procurement တစ်ခုသွားလို့ရမှာပါကျွန်တော်တို့ရဲ့ဒီ humanitarian logistics and supply chain management တွေက formal procurement management အကြောင်းကိုကျွန်တော်ဗီဒီယိုအစမှာပဲပြောခဲ့သလိုအစအဆုံးတင်ပေးပါတယ်ဒါပေမဲ့YouTube ရဲ့ streaming စကန်တစ်ခုကြောင့်ကျွန်တော်15မိနစ်စာပဲရပါတယ်အဲဒီတော့ကျွန်တော်တို့ဒီဗီဒီယိုကိုဒီမှာပဲခဏရန်နာပြီးတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာဒီ formal procurement management အကြောင်းသက်အနေနဲ့ထပ်မံကြည့်ရှုပေးကြပါအောင်နားဆင်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာထပ်မံဆုံတွေ့ပါမယ်